Hey yo bro ကျွန်တော်နာမည်ကတော့ Harry ပါကျွန်တော်တို့အရင်နေ့ကဆော့တဲ့ game လေးဗျာကျွန်တော်ဆော့တိုင်းကောင်းမလေးမပါဘူးဖြစ်နေတော့ကောင်းမလေးကိုကယ်ရမှာမို့လို့ဗျာဒီနေ့တော့ကျွန်တော်တို့ကောင်းမလေးပါပါအောင်ကယ်မယ်ဗျာကဲ let's go bro ကဲကျွန်တော်တို့ဒီတခါတော့ကောင်းမလေးနဲ့အတူတူခန်းထဲမှာပဲထိုင်ဆောင်နေကြရအောင်ဗျာဟာကောင်းမလေးကဘယ်ရောက်သွားလဲကွာဟာမုန်းစိတ်ကြီးကငါတယောက်တည်းကိုပဲခန်းထဲကိုပို့လိုက်တယ်ကွာကောင်းမလေးနဲ့အတူတူနေနေတာပါဆိုမှကျွန်တော်ရွေးစရာ item တွေလာပြီးနေရဲ့ဗျာဒီတော့ကျွန်တော်တယ်လီပို့ကိုအရင်ရွေးကြည့်လိုက်မယ်ဗျာတယ်လီပို့နဲ့ဆိုတနေရာရာကိုဘက်ကနေသွားလို့ရတယ်ပေါ့လေကဲသွားယူဟာဂျိုကြီးတခုပုံရောက်သွားတာကွာဂျိုသားတွေကစစ်ဖြစ်နေကြတာဟိဟာအေယာမစေယူကြီးကဂျိုသားတွေကိုတတ်ပလိုက်တာဗျာကျွန်တော်လည်းစေယူကြီးကိုမနိုင်နိုင်ဘူးဗျာကျွန်တော်တော့နေရာမှာပြီးရောက်လာတာမျိုးတယ်လီပို့ကြီးကဘယ်ဟိုပို့လိုက်လဲမသိပါဘူးဗျာဒီတခါကျွန်တော်အတန်လိုင်းထွက်တဲ့ဟာကိုပဲသုံးလိုက်မယ်ဗျာအတန်လိုင်းနဲ့ဆိုတော့နိုင်ရန်ဒီပြူကြရင်ပြူကြသွားပါဗျာဟာအတန်လိုင်းကကျွန်တော်နာကိုထိခိုက်သွားတယ်ဗျာကျွန်တော်အဲ့လိုဖြစ်လိမ့်မယ်လို့ထင်မထားဘူးဗျာဒီတခါကျွန်တော်ဖျားချင်အောင်ဆောင်လိုက်မယ်ဗျာဖျားချင်အောင်ဆောင်လိုက်ရင်တော့အပြင်ထွက်ခင်ပေးမှာဗျာဟာကျွန်တော်မေးသေးတဲ့နဲ့ပြက်သွားတာဗျာဟာကျွန်တော်ဘယ်ရောက်သွားလဲမသိဘူးဟာယောဂပိုးတွေရှိတဲ့နေရာကိုကျွန်တော်ပို့လိုက်တာဗျာကွာရန်တင်းဝင်နေရပြီဗျို့ကျွန်တော်ယောဂပိုးမရှိဘဲနဲ့ယောဂပိုးတွေကူးခံရတော့မှာပဲဗျာကြောက်စရာကြီးဗျို့ကျွန်တော်ပြန်ထုတ်ပေးကြပါဦးကျွန်တော်ယောဂမရှိပါဘူးဗျာဒီတခါတော့ကျွန်တော်ကုတ်ကီးစားကြည့်လိုက်မယ်ဗျာကုတ်ကီးစားရင်ဘာဖြစ်မှာလဲမသိဘူးဟာကုတ်ကီးရအေယာမလူကြီးဖြစ်သွားတာဗျို့နိုင်ရန်ကြီးပါဖောက်ထွက်သွားတာဗျာဒါရိုးရိုးကုတ်ကီးမဟုတ်ဘူးစူပါကုတ်ကီးပဲဗျာအော်ကျွန်တော်မှာလေးစားလေးရင်မြန်လေးရှိတာပဲအကောင်လေးကိုသုံးလိုက်လို့ရတာပဲဗျဟာလေးစားလေးကကျွန်တော်ပတ်လေးကိုဖောက်နေရဗျအောက်ကိုပြုတ်ကျသွားတာဗျဟာတော်သေးရပေါ့ဗျအောက်ကကောင်ပေါ်ကွတီသွားကျနေလို့ဒါကျွန်တော်အုပ်ထုံးနဲ့ဟက်ဖုန်းနဲ့ရွေးခိုင်းနေဗျဆက်သွယ်မှာဆိုတော့ကျွန်တော်ဟက်ဖုန်းကိုပဲရွေးလိုက်တယ်ဗျ Oh Henry ဟာဒါကျွန်တော်တငယ်ချင်းဗျသူကစစ်လေရင်မောင်းနေတာပဲအော်ကျွန်တော်သူ့ကိုလာကေဝေးရအတွက်ခေါ်လိုက်တော့မယ်ဗျ Oh I see Yeah, I'm fine right now, actually. Where are you? The wall. Yeah, I think I've heard of that place. Actually, I'm pretty close. Yeah, I'm on a mission, but I should have some time to swing by. Yeah, just try to get outside, and I'll you know. Hey. ဟာကျွန်တော်တတိထားပြီးတော့ကြပြီဗျကျွန်တော်ဘာရွေးရမှာလဲဘယ်ပဲရှိဦးပဲကျွန်တော်ရွေးလိုက်တော့မယ်ဗျဘယ်ပဲရှိဦးရွေးပြီးတော့ကိုပဲကာဝယ်လိုက်တော့မယ်ဗျသူကဇကားတွေကလို့ကိုကာဝယ်တဲ့အလုံးလေးဖြစ်သွားမှလားမသိဘူးကျွန်တော်နှိပ်ကြည့်လိုက်မယ်ဟာဟုတ်တယ်ဗျကြည်စံတော့မတူဘူးဗျအဲ့ဒီလုံးလေးကမိုက်တော့မိုက်တယ်ဗျဒါပေမဲ့ကျွန်တော်ဘယ်မှသွားလို့မရတော့တာခက်တာပဲထင်းနေတိုင်းပဲဗျကျွန်တော်အရွေးမားသွားပြီဗျဒီတခါကျွန်တော်ကဘာမြေကြီးရဲ့အားကိုပဲရွေးနေတော့မယ်ဗျဘာဖြစ်မှလဲတော့မသိဘူးဟာစူပါဆွမ်းရလာတာရောင်ကြီးမသိရင်ဒေါက်တာဆွင်းကြနေရပဲရှေ့ကြီးရောင်ကြီးရှေ့ကာတာဟာရှေ့ကာကြီးမှာခဲလုံးနဲ့ပဲထိသွားတာဟေးရောင်ကြီးခဲလုံးနဲ့မှန်ပြီးမှကြွသွားတယ်လို့ကွာကြည်စံနေတာကာနေတာဟေးရောင်ဟေးခဲကြမကာနိုင်ဘူးဟာခဲလေးတစ်လုံးမှန်တာကြွသွားတယ်လို့မိုင်းလိုက်တာငါကောင်ရကဲအခုတော့ကျွန်တော်တို့နောက်ဆုံးကြံတဲ့ flash ကိုပဲကျွန်တော်ရွေးလိုက်မယ်ဗျာ flash ကိုနှိပ်လိုက်ဘာဖြစ်မှာလဲ Where are you going? What? အော်ကျွန်တော်တို့တကားပြင်မဲ့ကိုတန်းရောက်သွားတာဗျ Hey, soဟာကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်ဆက်တယ်ရည်မျိုး Nice. ထောင်းကြီးအမြင်ကြီးပဲဗျကျွန်တော်ကိုတောင်တိတ်တိတ်လေးပဲမြင်ရတာကျွန်တော်တကယ်ချင်းအရှိရကောင်ရှင်းခိုင်းနေတာဗျကျွန်တော်ရှင်းလိုက်အောင်မယ်နေဦးကျွန်တော်ကောင်စနိုက်ပါနဲ့ချိန်ပြီးတော့ပြစ်ခိုင်းလိုက်မယ်ဗျစနိုက်ပါကိုပဲရွေးလိုက်မယ်ဒါကြီးစနိုက်ပါနဲ့ပြစ်လိုက်တော့ Got him. ဟဲ့ရောင်ကြီးစနိုက်ပါကြီးကငါမှန်တာဟာစနိုက်ပါဟိုကောင်ကိုပြစ်ရမှာကွာမင်းဘသူ့ကိုပြစ်တာလဲကွာမိုက်တာငါကောင်ညာကျွန်တော်ဝေးကနေဆိုတော့တိတိလေးပဲမြင်ရတော့ဘသူပဲဝမ်းမသိတာကွာကျွန်တော်နီးနီးကက်ကမြင်အောင်သူ့အနီးကိုလမ်းခေါ်ခိုင်းလိုက်မယ်ဗျာဟုတ်ပြီဗျရဟရင်ကြီးအရေးတော်မြင်နေရတယ်ဟဲ့ရောင်ကြီးရဟရင်ကြီးဝင်တိုက်သွားတာလားကွာအော်အုံနိုင်ရင်နဲ့ဆိုတော့ရဟရင်ကကတ်မရဘူးလေဒလက်တွေကအုံနိုင်ရင်နဲ့ထိသွားမှာပဲကွာအဲ့တော့ကျွန်တော်တို့ဟယ်လီကော်ပတာပေါက်စာလေးကိုပဲကျွန်တော်ရွေးလိုက်မယ်ဗျာဟာကြလာပြီဗျာတိတိလေးဟာတေးသေးလေးချစ်စရာလေးကြည့်ပါဦး
ဟာဟိုကောင်ကျိုးနေဆိုရတော့တာဟေးအောင်ကြီးတေးတာအစိတ်ကပြင်းနေဟာ Helipad up here. Could be a pretty good place to get picked up. Once I get close, though, they'll probably raise the alarm. ကဲကျွန်တော်တို့အပေါ်တော့ရောက်လာနေပြီဗျဘာလို့မလဲတော့ကျွန်တော်လည်းမသိသေးဘူးဘယ်ဘက်ကကောင်ချမလားညာဘက်ကကောင်ချမလားအောက်ပြန်ဆင်းမလားအရှိဆက်သွားမလားကျွန်တော်တို့မြန်မာလိုပဲဟယ်လီကော်ပတာကိုတက်ဖို့ရွေးလိုက်တယ်ဗျာညာဘက်ကကောင်ကျွန်တော်ပြစ်တယ်ဗျာဟာဘယ်ဘက်ကကောင်လေရင်ကြီးကိုလှမ်းပစ်တာဗျို့နှစ်ယောက်လုံးကိုမလွတ်တာပါလားကွာမင်းတို့ကလည်းမိုက်လိုက်တာဒီတခါတော့ကျွန်တော်ကိုပြစ်တဲ့ကောင်ကိုအရင်သွားထိတိုက်တော့မယ်ဗျာရှော့ကွာဟာဘယ်ဘက်ကကောင်ကျွန်တော်ကိုလာခေါ်တဲ့ဟယ်လီကော်ပတာကြီးကိုပြစ်ချလိုက်တာဗျို့ဒုံးကြီးနဲ့ကိုပြစ်ချလိုက်တာဗျာဒီတခါကျွန်တော်လေရင်ကိုပြစ်ချမဲ့ကောင်ကိုပဲအရင်သွားချလိုက်တော့မယ်ဗျာရှော့ကွာကဲပြစ်ချင်အောင်ကွာဟာဟိုကောင်ပြစ်တော့မှာတော်ရည်ရဘောကွာလေရင်ကြီးကသူ့ကိုချသွားလို့ကွာကွက်တီလေးပဲသွားပြီဗျို့ဒီကကျွန်တော်တို့လေရင်ကြီးနဲ့သွားပြီဗျို့ဘိုင်ဘိုင်ဗျို့ဟာနေအောင်ဟိုကောင်မလေးကိုကယ်ရအောင်မလေးဒီတိုင်းကျွန်တော်ကလွတ်လာပြန်ပြီဗျာကဲနောက်ရဖို့ဘရာသာတို့ရာကျေးဇူးတင်ပါတယ်ဗျာဘိုင်ဘိုင်